ရှက်ခဲ့ရပေမဲ့မတက်နိုင်ပါဘူးလို့ပွေလင်းပြောပြလာတဲ့ယတနာမိုင်းအားလုံးပဲမင်္ဂလာပါပရိသတ်ကြီးရှင်ခန်းစားချက်တေတချင်းကောင်းလေးတွေတချင်မျိုးမျိုးလေးတွေနဲ့ပရိသတ်ရဲ့အားပေးမှုတွေကိုအပြည့်အဝရရှိခဲ့တာကတော့ယတနာမိုင်းပဲဖြစ်ပါတယ်။အဆိုတော်ယတနာမိုင်းကတော့အနုပညာအဆိုကိစ္စမှာအားလုံးရဲ့အားပေးမှုတွေကိုရရှိထားပြီးယတနာမိုင်းရဲ့တေတချင်းလေးတွေကတော့ပရိသတ်ရဲ့အားလုံးရဲ့ယဉ်ကျေးကိုအခုချိန်ထိလွှမ်းမိုးထားနိုင်စေဖြစ်ပါတယ်။ယတနာမိုင်းကတော့အခုချိန်ထိလည်းသူဝတနာပါတဲ့အနုပညာလုပ်လေးတွေကိုစူးစမ်းလုပ်ကိုင်နေရပြီးဖျော်ဖြေပွဲတွေမှာတွေ့ရောက်ဖျော်ဖြေပြီးပရိသတ်ရဲ့အားပေးဝေးရမှုတွေကိုအပြည့်အဝရရှိနေပါတယ်။ယတနာမိုင်းကတော့ဒီကနေ့မှာပွဲလေးတစ်ပွဲကိုတက်ရောက်လာခဲ့ရင်သူ့မှာအရှက်ရစရာလေးတွေဖြစ်ခဲ့ရပေမဲ့အတက်နိုင်ဆုံးမျက်နှာမပြဲရအောင်ထိန်းထားခဲ့ရကြောင်းပရိသတ်တွေကိုသူ့ရဲ့အတွေ့အကြုံလေးတွေကိုပြောပြလာခဲ့ပါတယ်။ယတနာမိုင်းကအဲ့အတွေ့အကြုံလေးတွေကိုလည်းအခုလိုပဲပြောပြလာခဲ့ပါတယ်။ယတနာမိုင်းကစင်ပေါ်မှာဆိုချော်လဲတာခဏခဏကြုံရတယ်။ကိုကပြေးပြီးတော့စင်ပေါ်ကိုတက်တာပေါ့။ဒါကပဲလေးနဲ့ပါ။မင်္ဂလာလို့អော်လိုက်တော့ရွှေပိုင်းဆိုပြီးလဲတာအမလီရှက်လိုက်တာ။ဒါပေမဲ့ကိုကတော့ဘာမှမဖြစ်တယ်လို့ခက်တစ်တီးပါပဲ။ဒါမျိုးတွေကလည်းကိုအတွက်အရှက်ရစရာဖြစ်ပေမဲ့ဘာမှမတက်နိုင်ပါဘူး။ပြန်ထပြီးတချင်းဆိုရတာပဲပေါ့ဆိုပြီးယတနာမိုင်းကပြောပြလာခဲ့ပါတယ်။ယတနာမိုင်းကတော့အခုလိုတချင်းဆိုကနေမှအရှက်ရစရာကိစ္စလေးတွေခဏခဏဖြစ်ခဲ့တာရှိပေမဲ့လေသူကတော့ပရိသတ်တွေအတွက်အကောင်းဆုံးစူးစမ်းပြီးတော့ဖျော်ဖြေပေးခဲ့တာပါ။ယတနာမိုင်းကတော့အဆိုကိစ္စမှာအမြင်မှုတွေကိုအခုချိန်ထိချိန်ထားနိုင်ပြီးပရိသတ်ရဲ့အားပေးမှုတွေကိုအပြည့်အဝရရှိထားသူဖြစ်ပါတယ်။ယတနာမိုင်းကတော့သူ့အနေနဲ့အနုပညာလုပ်လေးတွေမှာအရန်ကိုဝတ္တနာပါတယ်လို့Double 1အင်ဂျီလေးတွေကိုလည်းအရန်ကိုသဘောကျရလို့ဆိုပါတယ်။အဲဒီကြောင့်လေးတွေကိုလည်းယတနာမိုင်းကအခုလိုပဲပြောပြလာခဲ့ပါတယ်။ယတနာမိုင်းကမိုင်းလေးကDouble 1ကထုတ်တဲ့အင်ဂျီလေးတွေကိုအရန်သဘောကျတယ်။ဘာလို့လဲဆိုတော့တစ်ထည့်ဝယ်ပြီးလို့ရှိရင်ဘယ်နေရာမှာမဆိုဝတ်နိုင်တာလေထသွားထလာလေဝတ်လို့အဆင်ပြေတာလေအင်ဂျီအမဲလေးဆိုရင်ဗိတ္တတွေကလည်းမှတ်မိမှာပါခဏခဏဝတ်ဖြစ်တယ်လေဆိုပြီးပြောပြလာခဲ့ပါတယ်။အခုလက်ရှိမှာတော့အဆိုတော်ယတနာမိုင်းကပွဲလေးတွေကိုတရားဖြစ်နေပြီးပရိသတ်ရဲ့အားပေးမှုတွေကိုလည်းအပြည့်အဝရရှိနေပါတယ်။ယတနာမိုင်းကတော့ခန်းစားချက်တချင်းကောင်းများစွာနဲ့အတူပရိသတ်ရဲ့အားပေးချစ်ခင်မှုတွေကိုအပြည့်အဝရရှိနေပြီးအခုလက်ရှိမှာလည်းယတနာမိုင်းကအနုပညာလှူရှာမှုလေးတွေမှာပါဝင်ပေးနေရတာကိုတွေ့ရပါတယ်။ပရိသတ်တွေကတော့ယတနာမိုင်းရဲ့အတန်ချိုချိုတချင်းကောင်းလေးတွေကိုကြိုက်နေတဲ့ကြားစေဖြစ်ပြီးသူရဲ့အနုပညာလှူရှာမှုအသစ်လေးတွေကိုလည်းစောင့်ကြည့်အားပေးနေကြပါတယ်။ယတနာမိုင်းကတော့ပျော်ပျော်နေတတ်ပြီးအမေကိုပါမချမ်းနောက်သက်သူဖြစ်ပါတယ်။အဲဒီအကြောင်းလေးတွေကိုလည်းယတနာမိုင်းကအခုလိုပဲပြောပြလာခဲ့ပါတယ်။ယတနာမိုင်းကမိမိကိုလည်းစာနောက်လေးရှိတယ်။ကိုကအခုလိုအမြင်စာနောက်တတ်တော့အမေလည်းသိပါတယ်။မိုင်းရဒီလိုစာနောက်ပြီးပျော်ပျော်နေရတာကိုကြိုက်တယ်။ပရိသတ်တွေကိုလည်းစာနောက်လိုက်တာပါပဲ။မမေကိုတော့အခုဆိုရင်အရင်လိုမစာနောက်တော့ပါဘူးဆိုပြီးယတနာမိုင်းကပြောပြလာခဲ့ပါတယ်။ယတနာမိုင်းကတော့တချင်းစုကောင်းပြီးစကားအပြောဆိုပွင့်လင်းချက်စရာကောင်းတာကြောင့်လေဗိဒ္ဓရီရဲ့အချက်တွေကိုခံရတာပါအခုလက်ရှိမှာလည်းယတနာမိုင်းကအနုပညာလုပ်လေးကိုလုပ်ပြနေပါတယ်ယတနာမိုင်းကတော့အနုပညာရှင်တွေနဲ့ပရိသတ်တွေယနေ့ပျော်ရွှင်စွာကျင်းပခဲ့တဲ့ Double 1 Summer Fashion 2025နောက်ဆုံးနေ့မှာယတနာမိုင်းကဖျော်ဖြေပေးခဲ့ပါတယ်